ဒီတော့နော်ကြွားတဲ့အလေးတွေရှိကကြွားတဲ့အလေးတွေရှိလို့ပါဒီဖနက်ကလေးတွေလက်ဆောင်ရတာရှိတယ်နော်အရင်ရတာတွေပြီးမနေ့ရတာတွေအားလေးဆောက်တယ်ပြီးရင်နော်ဦးကင်းမှာ challenge ခေါ်တာတွေရှိတယ်နော်အဲ့ဒါတွေဂျာစီလူချင်းနေဆိုပြီးဒီတိုင်းအော်မနေကြနဲ့လीညပပကိုအတွက်စကေးလေးကောင်းလာအောင်နော်စကေးလေးကောင်းမယ်ဂျာစီလေးလည်းရသွားအောင်လိုက်ကလည်းမလွှင့်နိုင်ကြဘူးဆိုတော့ဟာဦးကင်းဟုတ်ပါတယ်ဦးကင်းပါအားလုံးနေကောင်းကြမ်းမှရှင်းကြပါစေဗျာကျမ်းမှာဘေးကင်းကြပါစေဗျတွေ့ရလဲကြာပြီထင်ပါတယ်ဟေးကရုံးမနင်ရှိတယ်နော်နင်ကကြွားမယ်နင်ခဏစောင့်နေလိုက်ငါလက်ဘာလက်ဆောင်ရတယ်ဆိုနင်ကကြွားမယ်ခဏလေးနေပြမယ်နိတိတ်အကြာကြီးမပြောပါဘူးမှာမင်း20စားမင်း20လောက်ပါလေရမ်းရှိသွားတယ်ဘာဖြစ်နေပါလဲဆိုသူကျေးဇူးပါညီလေးနော်နောက်ကြတယ်အခုတော့နောက်ကြတယ်မအွန်လိုင်းဖြစ်နေတယ်ဥကဲတကယ်နောက်ကြတယ်ဒဏ်ရာတွေနဲ့နဘန်းလုံးနေရတော့လीဖားရရအောင်ကဲအားလုံးကျမ်းမာဘေးကင်းကြပါစေညီကောင်းကျမ်းမာကြပါစေနော်ကဲဒီရောမချိုးရသေးခုနမှအပြင်ပြန်ရောက်လာကျွန်တော်ချိုးလာဗျာကလုံးမနေဂျူတီထဲမှာလားခဏနေကျွန်တော်ဖက်နက်လေးကြွားပြီလားကျွန်တော်ပြီးခဲ့တဲ့အဲ့ဖက်နက်စပေါ်တဲ့အချိန်မှာပြီးခဲ့တဲ့2လမကောက်ဘူးနော်3လအဲ့ပေါ့2လ3လဝင်ကြည့်လောက်မှာကျွန်တော် share အောင်တင်အပိတ်မှလည်းတင်ထားသေးတာပြီကျွန်တော်ဒီချစ်ခတ်ဖက်နက်ပါပဲနရမ်းပေါ့နော်နရမ်းထဲမှာကျွန်တော်အကြိုက်ဆုံးကာလာနဲ့ဒီဇိုင်းပေါ့နော်အဲ့ဒါလေးကျွန်တော်တင်ထားသေးတယ်အခုအဲ့ဒါလေးလက်ဆောင်ရတယ်ပေါ့ဘယ်လိုပြီးတာလဲဆိုတော့ကျွန်တော်အတင်း boss ပေါ့နော်ကျွန်တော်ကလပ်ရဲ့ boss မနေ့ကဟိုမှာသူတို့ရက်ကွက်ပွဲလုပ်တယ်ဗောနော်ရက်ကွက်တကယ်ချင်းကရက်ကွက်ပွဲပြပွဲလုပ်တော့အဲ့ဒါနီးပြလုပ်ပေးပါသူတို့သွားတော့ဟိုရောက်တော့surprise ဆိုပြီးကျွန်တော်အဲ့ဒါလေးပေးတယ်Luckyကဲနည်းနည်းဆိုင်နဲ့ကျွန်တော်ပြလိုက်တော့ကောင်းမယ်ထင်တယ်နော်ဒီပြရဆိုတော့မကြွားပါဘူးကိုကအဲ့ဖက်လေးကလူကြီးနေလို့ကဲကြွားလိုက်ပါတော့နော်ကြွားလိုက်ပါတော့ညာငါတို့ညားရချထားတယ်ဟောရင်တော့ဒါတော့သိမှာပါနော်ဒါချင်းသမားရဲ့သိမှာဒါတော့မနစ်ထရရတဲ့လက်ဆောင်နော်ဒါတိတ်မစည်းပြတယ်ကျွန်တော်မစည်းပြတာလို့ကျွန်တော်တိတ်ရဲ့ဘယ်လိုပြောဒီကောင်တိတ်မကြိုက်ဘူးနော်မကြိုက်ဘူးဆိုတာကြံအောင်ကြိုက်တယ်နော်ကျွန်တော်ကစားရတာမကြိုက်ဘူးဒီထိတ်လေးနည်းနည်းလေးတို့နေလို့ကျွန်တော်ဘက်ကင်ကန်တဲ့လူတွေကဘာတွေကြွားမှာလဲဘာတွေကြွားမယ်သိချင်မိသားစုလိုက်လာခဲ့လိုက်စံကဖဲရဖွဲ့ဒါပဲနော်ဒါတော့ကျွန်တော်ဒီမှာကျွန်တော်နော်ဟိုအစကားရကူညီဆောက်ရှောက်တယ်ပေါ့နော်ကျွန်တော်ဒီထိုင်းရညီလေးကိုချင်းမှန်ရမစ္စတာနုတ်ပေးထားတာနော်ဒါဒီလေမိုက်တွေဒီကောင်နော်ဒါထောက်တော့မနှစ်ကလေးဒီမှာဟောဒီမှာဒါလေးရတယ်မိုက်တယ်ဗျာဒါတော့
ဒါတော့ strike ကပေါ့နော် strike ကကျွန်တော်ကြိုက်တယ်ဗျလူကြီးနေတာလေဈေးကလည်းနည်းနည်းတော့များတယ်ဗျဒါပေမဲ့လက်ဆောင်ရလာတယ်ဗျအခုဒီမှာဒါလေးမိုက်တယ်နော်ဒီမှာဒီဇိုင်းကရှယ်ပဲဒီဇိုင်းကာလာဘာညာနေထားနော်ဒီမှာဒီလိုဒါလေးဝယ်ခြင်းနဲ့ဆိုလဲရတယ်ကျွန်တော်လင့်ချပြီးနေအောက်ပါเนาะဝယ်လို့ရတယ်လင့်ပြီเนาะအဲ့တော့ညီတူလေးရှိပါသည်နီနောက်ပြီးတော့စကားလေးနည်းနည်းပွားလိုက်တာပေါ့ဗျာကျွန်တော်တိတ်မစော့နိုင်နေဘူးဗျာအခုကျွန်တော်ဗီဒီယိုလေးတင်နေဆိုတော့ကျွန်တော်အဓိကကျွန်တော်ကတော့ဟိုဟာလုပ်ပေးနေတာဘယ်လိုပြောမလဲဖူးဖူးကန်နာတွေကျွန်တော်ပြပေးတင်တယ်ဗျာဒါပေမဲ့ကျွန်တော်3လ4လ3လလောက်ရှိပြီဒီကျွန်တော်ရဲ့ဒီအစ်စ်တွေဗျာအဲပေါင်တွေကန်လို့အဆင်မပြေသေးဘူးဗျာအဲ့လိုဖြစ်နေဒါပေမဲ့အခုနည်းနည်းလေးတက်တာလာကျွန်တော်နည်းနည်းစမ်းကြည့်နေတယ်ဟုတ်တယ်နေရအနက်နဲ့လည်းလှတယ်ဟုတ်တယ်နော်ကျွန်တော်အခုဟိုကန်ကြည့်နေပြီနည်းနည်း okay နေပြီနဲ့ပြီးတော့ပြီးခဲ့တဲ့3လလောက်ဆိုရင်ပြီးထားပါပြီးခဲ့တဲ့တစ်ပတ်10လောက်ထိကိုကျွန်တော်1နှစ်လောက် training လုပ်လိုက်တာနဲ့ချင်းကန်ပြီးတာနောက်နေ့ကျကျွန်တော်မရတော့ကျွန်တော်အစ်စ်မြစ်တွေအဲ့လိုနာတာဗျာသိလားအဲ့လိုဆိုတော့အခုတော့နည်းနည်း okay နေပြီ okay နေပြီမနေ့ကတနေ့ကကျွန်တော်စမ်းကြည့်တယ်ခုတနေ့ကဆိုလည်းပြိုင်ပွဲသွတ်ဆော့တယ်ပေါ့နော်4ယောက်ပဲ4ယောက်ပဲဟာကျွန်တော်တို့ကလက်ကဟိုဟာရတယ်ပေါ့နော်ပထမနဲ့တတိယရတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကစီမီဖိုင်နယ်တက်သွားတယ်၄သင်းမှာကျွန်တော်2သင်းသွားပြန်တွေ့တယ်ဗျာစီမီဖိုင်နယ်မှာကျွန်တော်ကလပ်2သင်းသွားတွေ့တယ်အဲ့တော့ကျွန်တော်တို့မင်းတို့တက်ခိုင်းနေတာပေါ့နော်တက်ခိုင်းနေတယ်ဘာလို့ကျွန်တော်ကောင်းကောင်းမစော့နိုင်ဘူးအဲ့တော့ဟိုဘက်သင်းကလည်းမာတယ်ထဲမှာပါတယ်နော်အတင်းမာတယ်ပေါ့နော်သူတို့ကတော့နိုင်ဖို့ကကျွန်တော်မှန်းလိုက်တာလည်းမှန်ပါတယ်သူတို့နိုင်ဖို့85ရာခိုင်နှုန်းရှိတယ်ကျွန်တော်တက်ဆော့ရင်လည်းနိုင်ဖို့ကများတယ်ဒါပေမဲ့ကျွန်တော်ကိုယ့်ကိုစိတ်မချဘူးအဲ့တော့ကလပ်ဘောဟိုတင်းကိုစော့ခိုင်းတယ်သူတို့ကရတယ်ကျွန်တော်မှန်းတဲ့အတိုင်းပဲပထမရတယ်ကျွန်တော်တို့တတိယရတယ်ပေါ့နော်ကျွန်တော်တို့ဒါလေကျွန်တော်တို့ကလပ်ကဟိုဟာဖြစ်တာပေါ့ဒါပေမဲ့ကျွန်တော်အဲ့မှာ live လွှင့်ထားတယ်ရှိတော့ live တော့မဟုတ်ဘူးဗီဒီယိုလေးပြန်နေတာရှိတယ်ဟိုဟာပေါ့မကန်ပါဘူးကျွန်တော်မကန်နိုင်ဘူးပေါ့နော်ကန်ပြီးဟိုဟာဖြစ်လို့အလုံးကျေးဇူးပါအိုင်တော်ကြီးအခုတော့နည်းနည်းပြန် okay နေပြီလားပြန် okay နေပြီဆိုတော့တဖြည်းဖြည်းချင်းနဲ့ကျွန်တော်ကန်တာလေးတွေကျွန်တော်ဘယ်လိုကန်တယ်ဥမာခွဲတာဘယ်လိုခွဲတယ်ဥမာဘကင်ကန်တာကဘယ်နေရာတွေဘယ်လိုကန်ရတယ်ဘယ်လိုကန်အမှတ်ရတယ်ပေါ့အဲ့လိုဟာလေးကျွန်တော်ပြမယ်ဗျာနော်ဦးရဲ့ကိုစကပ်ဖဲညော်နေတယ်နော်မှီသေးတယ်အချိန်မှီသေးတယ်ချိန်မှီသေးတယ်200 star တဲ့နောက်ဆုံးကြွားကျင်တာလေးကဒါလေးကြွားပြီးတော့ပြီးနည်းနည်းကြွားပြီးတော့သိလိုက်တယ်နော်အရင်ရှည်နေမှာသူတို့အားလာလားဒါနေ့ကကျွန်တော် club box surprise တိုက်လိုက်တာလေးပေါ့နော်အားလုံးလူချင်းများကမိန်းမောက်လည်းပြောရဘူးအိုင်ဒီယာဖတ်ပြီးတော့ကျွန်တော်ကြော်ညာပြီးတိတ်မကြခင်မှာကျွန်တော်အဲ့ရှေ့မှာကျွန်တော်ရိုး2ရန်ကျွန်တော်ဝယ်ထားပြီးတော့ရိုးပါတော့315ကျပ်လာမှာဟိုပါပဲမှာတော့နော်နိုင်ငံရိုးပုံစံပေါ့နော်အရင်ပုံမှန်ထုတ်နေတာဟာလို့အဲ့တော့ဒီဟာကိုကျွန်တော်ကဟိုဟာမပူတာရဲဒီကောင်ကြီးတယ်ဆိုတာသူတို့ကြော်ညာလာတာ699လို့ကြော်ညာလာတာတကယ်နဲ့အပြင်မှာရောင်းနေတာ800 1000လို့အဲ့လိုရောင်းနေထိုင်းမှာအဲ့လိုရောင်းနေမြန်မာပြည်မှာဆိုရင်3သိန်းခွဲ38000လို့ပဲရောင်းနေတယ်ဒီမှာမိုက်တယ်နော်မိုက်တယ်တကယ်မိုက်တယ်ခုနေရန်ထွက်တယ်ကျန်တဲ့ဒီဇိုင်းတွေလည်းမိုက်တယ်ဗျာဒါပေမဲ့ကျွန်တော်မကြိုက်ဘူးလေဒီဒီဇိုင်းကလုံးဝနောက်ပြီးတော့ तू ကဒီဟာကboss ကလည်းပြောပါတယ်တကယ်ကြီးကလည်းပြောတယ်ဒါသူတို့ထပ်မထုတ်တော့ဘူးတဲ့ဒီဟာသူတို့ကုတ်နံပါတ်နဲ့ထပ်မထုတ်တော့ဘူးเนาะဒါဟာသူတို့ဘာလဲဘယ်လိုပြောမလဲဟိုအကန့်အသတ်နဲ့ပဲထုတ်တယ်เนาะအကန့်အသတ်နဲ့ထုတ်တယ်မိုက်တယ်ဒါအပြည့်မှာပုံမိုက်တယ်ဗျာပုံထဲမှာမလို့နည်းနည်းလေးဟိုနည်းဖြစ်နေတော့ဟိုဖြစ်ပြီးတော့စီးပြလိုက်တော့မကောင်းတော့ဘူး
နော်တကယ်မိုက်တယ်တကယ်မိုက်တယ်ဒါကတော့ကစားလို့ပိုကောင်းမယ်ထင်တယ်အရှိရဟာကတော့ကျွန်တော်နည်းနည်းလေးကျွန်တော်ကဒီထိတ်လေးနည်းနည်းလေးဟိုဖြစ်နေလို့လीဒါပေမဲ့ဟိုခရူသမားတွေတို့ကတော်တော်ကောင်းတယ်နောက်ပြီး तू ကဒီဟာကအကန့်အသတ်ဖြစ်တဲ့အတွက်သူတို့ဘယ်လိုပြောမလဲ limited လားအဲ့လိုဖြစ်တဲ့အတွက်ပို့ပြီးတော့လည်း quality ပိုကောင်းနိုင်တယ်ဒီဟာနော်ဟိုအရှိရရိုးရိုးပုံမှန်ထုတ်တဲ့ဟာတွေတဲ့ပို့ပြီးတော့သူ quality ကောင်းနိုင်တယ်မိုက်တယ်တကယ်မိုက်တာတကယ်မိုက်တာပါတကယ်မိုက်တာပါเนาะတော့ကျွန်တော်ချင်းသမားတွေကြိုက်မှာပါဒီဟာတကယ်လည်းကြိုက်မှာပါเนาะဒါလေးကြွားတာလူကလည်းကစားလို့လည်းပြန်ဥပြီးပြီဆိုတော့ဒီကောင်လေးနဲ့ဆွဲလိုက်เนาะဒီကောင်လေးနဲ့ဆွဲလိုက်အဲ့တော့ဖက်တွေကြွားပြီးပြီဆိုတော့နည်းနည်းလေးတော့တီးဖုတ်ပြီးတော့တိတ်လိုက်မယ်နော်နည်းနည်းလေးစကားလေးပြောပြီးတော့ဟုတ်ကဲမမဆန်တာလေလားနှုတ်ဆက်လိုက်အောင်ပါဟာမင်းကဘယ်ကနေဝင်လာလဲဟာဒီလားဒီလောက်မမဆန်တာအကြွားခံမှုဝင်လာပါပြီဒီလောက်ဒီကနေဟာတားကြည့်လားဒီလားမမဆန်တာအော်အေးဟုတ်ပါငမဲကောင်ညာငမဲကောင်ဘယ်ရောက်ဝင်လာလဲငမဲကောင်ရောင်းတော့မော်တော်နဲ့ငါလိုက်ဆိုတင်းအောင်မယ်ဟဲ့လားဟင်မနှုတ်ဆက်လိုက်ပါဒါဟိုမညာငမဲလေးချင်းမိုင်ကျန်တဲ့နေရာတော့မသိဘူးเนาะဒီထိုင်းရဲ့ဒီချင်းမိုင်မှာဒီမနေ့ကလည်းဒီနေ့တော်အေးတယ်ဗျာเนาะမိုးကြောင်မိုးကလည်းမှုန်တိုင်းဟိုဖြစ်လို့လားမသိဘူးအချိန်နဲ့လားမသိဘူးအဲ့တော့ရှစ်ချောက်ပြီးတော့ကျွန်တော်ပွဲလေးတွေလည်းတင်ပေးပါမယ်เนาะပြီးတော့ဒီနီးစနစ်ပိုင်းတွေဒါလေးမပိုးလေးမနှုတ်ဆက်လိုက်ပါဟဲ့နှုတ်ဆက်လိုက်ပါမနှုတ်ဆက်လိုက်ကဲမစားမယ်လို့ခေါ်နေပြီတလစ်တော့အဲ့ဒါဆိုမိုက်တယ်ကွာဒီဇိုင်းကြီးစိတ်ကူဖို့ပြင်လာတော့လူလည်းဒါတိတ်မမြင်အောင်ကွီးကနန်ရေလူကစိတ်သွားတိုင်းကိုမပါတော့ဘူးအဲ့လိုဖြစ်ဩဥမာကင်းပလက်ဒုံနဲ့ဟိုအမရင်မဲရပါတယ်ဒီမှာသူတို့နာမည်ပေါ်နေတာဘယ်လိုလဲဆိုတော့ဟော sorry လက်ကြီးလေးဟိုမှာကင်းပလက်နဲ့နှုတ်ဆက်လိုက်ပါဒါအဲ့တော့ဒီထဲမှာချင်းသမားချင်းမစော့တဲ့ဘာမှမသိတဲ့လူတွေလည်းဒီမှာပါပါတယ်အားရနာပါတယ်ကျွန်တော်ချင်းချောင်းလေးနည်းနည်းလေးပြောပြီးဖုန်းလေးတော့ချောက်ခေါ်လိုက်ချင်းကောင်ခဏခေါ်တယ်တိတ်ပဲနေမယ်အဲ့တော့ဟိုဗီဒီယိုတွေတောက်လျှောက်3-5ရှိပြီပေါ့နော်တောက်လျှောက်ပြတ်တယ်ဘာလို့လဲဆိုအဲ့လိုကျွန်တော်မှန်တော့မတင်ကြီးဘူးဗျာဒီကလိုင်းမှာအာနာလာလည်းပါတယ်ကုတယ်ပဲဒါပေမဲ့ဘယ်လိုဖြစ်သွားလဲဆို Facebook ကလုံးဝကျွန်တော်ဟိုအကောင့်တွေရောပေ့တွေရောအကုန်လုံးကဘယ်လိုဖြစ်သွားလဲညီလိုဖြစ်သွားတယ်မိမသိရနော်အဲ့လိုဖြစ်သွားတယ်သုံးရတာအဆင်မပြေအဲ့ဒါကျွန်တော်အခုနည်းနည်းလေးပြတ်တင်ပေးတာပါတကယ်အားလဲနာပါတယ်အဲ့လိုအခုတွေ့မှာပေါ့3ရက်ရှိပြီကျွန်တော်ဇက်တိုက်ကြီးတင်နေတာအဲ့ဒါကြောင့်ပါကျွန်တော်အာနာပါတယ်ဒါပေမဲ့အာနာနာနဲ့ကျွန်တော်နည်းနည်းလေးဆက်တင်ပါဦးမယ်ကဲချင်းသမားကြီးကျွန်တော်ခဏနေတော့တိတ်လိုက်ပါတော့မယ်နော်ခဏဒီလူကျင်နေဆိုတော့ကျွန်တော်ဒီကောင်ကတော့ဟိုကမဖြစ်တော့ဘူးသူတို့ကုံသွားပြီထင်တယ်ထပ်မှာလို့မရတော့ဘူးထင်တယ်နော်ဒါကတော့ကုံသွားပါပြီကျန်တဲ့ဒီဟာတွေကျန်တဲ့ဟာတွေကတော့ဟိုကျွန်တော်ဟိုကလုပ်ပေးမယ်လူကျင်နေဆိုရင်ကျွန်တော်ကိုမမှန်ပြီကျွန်တော်လင့်လေးချပေးမယ်ကြွားတာနော်ကြွားတော့အခုချင်းသမားတွေအခုမှတက်လာကြချင်းသမားတွေကကဲအားလုံးဒီကောင်းကြမ်းမှကြပါသည်ကြမ်းမှဘေးကင်းကြပါသည်နော်ဟောအရင်ပွဲတွေပြန်တင်ဟုတ်တင်ကျင်ပါတယ်ဗျာအာနာလို့သိတယ်မလားဥကင်းရဆရာကြီးပဲဒါဘယ်လိုလဲမသိဘူး
ဦးကင်းဆရာကြီးမဟုတ်ပါဘူးဗျာဦးကင်းကဆရာလေးပါချင်းသမားတွေကခုမှတက်လာချင်းသမားတွေကနောက်ပြီးတော့ဘန်ကောက်ဘန်ကောက်ကချင်းသမားတွေပေါ့နော်ဒီထဲမှာကျွန်တော်ဘန်ကောက်ဘော်ဒါလေးတွေရှိတယ်အခုလိုင်းပေါ်တက်လာတွေ့တယ်ဘန်ကောက်လာဖြစ်မှာပါလာဖြစ်မှာအခုကတော့မလာဖြစ်သေးဘူးဘာဖြစ်လို့လဲတိတ်ပြီးတော့ထောက်ထားမစုံသေးဘူးဗျာမင်္ဂလာပါညီလေးတို့မင်္ဂလာပါနော်အဲ့တော့သွားလို့လာလို့အဆင်ပြေတဲ့ချိန်ကျရင်ဘန်ကောက်မှာလည်းနည်းနည်းပါးပါသွားဆော့ပါမယ်သူတို့ခေါ်ထားတာကြာပြီကျွန်တော်ကလည်းဆော့မယ်မရောက်ဖြစ်တော့ဘူးဗျာတော်တော်ကြာပြီဘန်ကောက်မရောက်တာတော်တော်ကြာပြီနော်ဘာဖြစ်လို့လဲလို့ဒီသွားလာတာကိုယ်နိုင်ငံလိုမဟုတ်ဗျာအဲ့လိုတိတ်မလွတ်မလပ်တွေပေါ့ဗျာပြောရရတော့အဲ့ဒါကြောင့်ရေပြီးရင်ဟိုကောင်းကောင်းလေးတိတ်မဆော့နိုင်သေးတာလည်းပါတယ်ပေါ့နော်အဲ့တော့ဘန်ကောက်ကကျွန်တော်အရင်လေရေးစဉ်အတူတူကျွန်တော်ပြန်ပွဲတွေမှာကြုံခဲ့တဲ့တကယ်ချင်းဟောင်းတွေကလည်းခေါ်တယ်နောက်တော့ကျွန်တော်ဒီမြန်မာကစားသမားတွေလည်းရှိပါတယ်သူတို့ကလည်းဟိုကြီးအများကြီးမှုန့်တော့မယ်မေးဖြစ်ဆွေဖြစ်ဆော့ပေးပါပေါ့ဘာပြောဥကင်းရောက်တော့လေးလာဆော့ပေးကွေးပိုင်ရှင်တွေကလည်းခေါ်ပါဟောလိုင်းကြပါ sorry ပါလိုင်းကြပါပြီးတော့ဒီမှာတချို့ဘယ်လိုပြောမလဲသိကြတာလေးရှိလဲမေးထားပါနော်မေးထားပါတော်တော်များများလဲဒီမှာပြောပြီးဆိုပြီးထားတာတွေအများကြီးပါနော်တော်တော်လဲစုံနေပါပြီဒါပေမဲ့ဟိုဘယ်လိုပြောမလဲလေးလာလေးကိုယ့်အတွက်အကျိုးရှိတယ်ပေါ့ဗျာဒီကျွန်တော်ဆိုရင်တော့ဟိုဥမာ national ပြိုင်ပွဲတွေမှာပေါ့နော်ဟိုဒီနိုင်ငံတကာပွဲတွေနဲ့ဆိုရင်ကျွန်တော်ဝေးသွားပြီအဲ့မှာတချို့စီးမြင့်စိတ်ကနေဆိုရင်ကျွန်တော်တိတ်မသိတာတွေကျွန်တော်မသိတာတွေတော့ပါနေပြီဗျာအဲ့လိုတွေလည်းဖြစ်ကုန်ပြီကဲအဲ့ဆိုရင်တော့သမိုင်းတင်းလိုက်တော့မယ်နော်ကြွားပြီးပြီဆိုတော့10မိနစ်လောက်ပြီးတော့တင်းလိုက်ပါတော့မယ်အားလုံးခင်လဲအားလဲနာပါတယ်ဟောဖက်နက်တွေကတော့ဗျာနော်ဈေးတွေကလည်းဟိုမနေ့ကကျွန်တော်ဖက်နက်တွေနောက်ပြီးတင်ထားတာလေးရှိပါတယ်နော်ဖက်နက်တွေဈေးအဲတချို့နေရာတွေဘယ်လိုလဲတချို့နေရာတွေကတော့ဟို8000နေပါတော့ဖြစ်နရန်ရိုးနရန်ကို8000ဆိုတော့မလီဒီမှာဗျာသူကတချို့နေရာတွေတော့9000နဲ့ရတယ်တဲ့အဲ့မှာလည်းကျွန်တော်နည်းနည်းလေးသိတာလေးကျွန်တော်ပြန်ပြီး sharing လုပ်ပေးမယ်ဘာလဲဆိုတော့ဟိုဈေးအဲ့လောက်กว่าတယ်ဗျာ9000နဲ့8000ဆိုတော့တော်กว่าတယ်ဗျာနော်300ဆိုဘတ်200 250တော့กว่าတယ်ဖက်နက်100တော့ရတယ်ဗျအဲ့ဒါဖြစ်နိုင်တာတော့ကျွန်တော်ဟိုနိုင်ရန်ကနော်ကျွန်တော် grade 2မျိုးလောက်ထွက်တယ်နော်အဲ့ဒါလေးလည်းသတိထားကြအောင် grade ဟို A grade ဆိုရင်ကျွန်တော်ဒီကကျွန်တော်ဆန်ရတော့မမှာတော့ဘူးပါလာသရာပဲမှာရတာနော်မိမမှာပြီးတော့ပေါ့နော်အဲ့တော့ A grade ဆိုရင်315ကျက်တို့တခါကျလဲ320တခါကျလဲ300ပေါ့ဗျာအဲ့လိုမျိုးဟုတ်လားမရဘူးလား300မရဘူးရဲ့ A grade က300ဆုံးပေါ့ဗျာ350 300ခုနကပြော320 330အဲ့ပတ်လေပေါ့အဲ B grade ရှိတယ် B grade ကတော့300အောက်ကိုရော့သွားမယ်နော်300အောက်ရော့သွားမယ်အဲ့လိုပြောပြတာ B grade မဟုတ်ဘူး CD ပေါ့ဟမ် CD လားအဲ့လိုလားဒါပေမဲ့ဒီကဟောကုတ်နံပါတ်တွေဒီကကျွန်တော်ထိုင်းတကယ်ချင်းတွေပြောတာသူက grade ခွဲလိုက်တယ်ပြောတယ် AB ဆိုပြီးတော့နော်ဆရာမကတော့သူကကုတ်နံပါတ်နဲ့ကြောင်းဖြစ်တာလို့ပြောတယ်နော်သူတို့ quality နည်းနည်းရော့သွားတဲ့ဟာကိုသူတို့က B ခွဲလိုက်တယ်နေမှာပေါ့သိရလားအဲ့လိုလည်းရှိတယ်ဗျာဒါပြောချင်တာကဈေးကအဲ့လိုကြီးဗျာတနေရာမှာ9000တနေရာ8000တနေရာမှာကဟို9000ပဲဆိုတော်တော်ဟန့်သိရလားအဲ့လိုပြောချင်တာအဲ့ဒါအနေလေးခုနေဖြစ်နေမှာလဲဆိုလို့လေလိုင်းကြပါလားဒီဘက်ဈေးနဲ့တော့ဟုတ်မှာဟုတ်တယ်ဒီဘက်ဈေးနဲ့ဟာအရင်ဘက်ဈေးနဲ့ဟောဟိုအရင်3-4လလောက်ဘက်ဈေးနဲ့ဝယ်ထားရင်တော့လေရှိမှာပေါ့နော်အဲ့လိုလားအခုကတော့ဘက်ဈေးကလည်းနည်းပြန်ပြီးတော့ပြန်ကြပါနော်125 126လောက်ပဲရှိတော့အရင်တော့ကဘယ်လောက်130ကျော်ပါတယ်130ကျော်ရင်တော့မှဟောအဲ့လိုလားခထိုးအေးပေါ့
အဲ့လိုလေကွာမှာပေါ့နော်အရင်တော့ဗတ်စည်းနဲ့မိသွားတဲ့လူတွေပေါ့နော်အဲ့လိုကြီးဆိုရင်တော့လည်းနည်းနည်းဒါပေမဲ့အခုလည်းတော့ဒီမှာထားပါဦးဗျာ300ကျော်ဆိုရင်အဲ့မှာပဲ4000လောက်ဖြစ်ပြီနော်တယ်ကနဲ့ဘာနဲ့ဆိုရင်လည်းဟုတ်တယ်ဗျာတယ်ကလည်းဖက်နဲ့တင်အောင်ခုနေဆိုရင်ကျွန်တော်ထင်တယ်1000ခွဲလောက်အနည်းဆုံးပေးရမယ်တဲ့နော်ဖက်နဲ့တင်ရဆိုရင်မလေး1ကီလိုလောက်ရှိတယ်အနည်းဆုံး1ကီလိုလောက်ရှိတယ်ဖက်နဲ့တင်ရခွေးကအဲ့ဆိုတော့2000လောက်ရှိတယ်ဗျာတယ်ကအဲ့လိုလည်းရှိတယ်ဗျာကိုကတော့ဒီမှာကိုတိတာလျှောက်ပြီးတော့ကိုမတိတာရအများကြီးရှိပြီနော်အဲ့တော့ဟာအားလုံးဘာမှလည်းမရှိတော့ဘူးဆိုတော့ကျွန်တော်သိမ်းလိုက်တော့မယ်ဟမ်ဟုတ်လားကွန်မန့်ဘာမှလည်းမမြင်ရတော့ဗျာကျွန်တော်ရှိမှာဘယ်လိုဖြစ်သွားလဲကျွန်တော်ဖုန်းလိုင်းမကောင်းလို့လားဟောအခုမှလွှင့်လာလားဟောကျွန်တော်လည်းချင်းသမားပါတဲ့ထိုင်းမှာဟုတ်အကူကဟိုမှာချင်းမိုင်မှာနော်ချင်းမိုင်မှာကဗျာကျွန်တော်တို့ကြေးစားခတ်တာနဲတယ်ဗျာသိလားကြေးစားခတ်တာတိတ်ဟိုကြေးစားခတ်တဲ့ချင်းသမားနဲ့ရှားတယ်ဗျာတိတ်ပြီးတော့အရင်ဘယ်လိုပြောမလဲဟိုသူတို့ဟိုနှိမ်တာတော့မဟုတ်ဘူးเนาะအရင်ဘယ်လိုပြောမလဲဒီဘန်ကောက်တော့မပေါ်ဘူးဗျာเนาะဟိုကြေးစားကိုကောင်းကောင်းမွန်မွန်တကယ်ဟိုဆရာကြီးနေထားနဲ့ခတ်နိုင်တဲ့လူတော်များများဘန်ကောက်မှာရှိတယ်ဘန်ကောက်မှာကြီးပဲစုံတော့เนาะချင်းမိုင်မှာကျတော့အဲ့လိုမရှိဘူးဗျာနည်းနည်းအပျော်တန်းဆင်းလောက်ဒီလောက်ပဲများတယ်ပေါ့နော်နောက်ပြီးတော့ပူဆိုးတာကချင်းမိုင်မှာကျွန်တော်တို့ဟိုပါပေါ့ဟိုဒီ national ဟောပါတယ်တိတ်ဖို့ဆရာမရှိတာခွင့်ပြုချက်ယူရတာတော့မတူလည်းမသိဘူးဟောမယူဗျာမယူကျွန်တော်သူ့ကိုနည်းနည်းဟိုပညာပေးနေကျွန်တော်နေရာကပွားစီဆရာကြီးကလန်ကစားနေတိတ်လောက်နေသိရမလားပြောပြီးသွားပြီကလန်ကစားမလုပ်နဲ့တအားကြီးအဲ့လိုပူညာလုပ်ရင်ကျွန်တော်ယောက်ျားယူပြမယ်ဆိုပြီးကျွန်တော်ဘာမှမပြောတော့ပုံစံပေးလိုက်ပြီသိရမလားအဲ့တော့ခုနဟာလေးကဘဘကြီးကျေးဇူးပါကြီးလေးနောက်ကျတယ်အခုကတကယ်ဦးခင်းကနောက်ကျနေเนาะသိရမလားနောက်ပြီးတော့ဘယ်လိုပြောမလဲကျွန်တော်တို့တက်ရွယ်တွေကနည်းနည်းလေးဟိုနေဖြစ်လာပြီလေပြီးအဓိကတော့ဗျာကျွန်တော်ကစားတာဘာလို့လဲကျွန်တော်ကစားနိုင်တယ်ဗျာကစားနိုင်ကျွန်တော် training ကျွန်တော် AC လောက်နိုင်တယ်ဆိုတော့ကျွန်တော်စော့နိုင်ပြီဒါပေမဲ့အဲစော့ကောင်းနေတဲ့အချိန်ကိုဒိုင်ယာရဖြစ်လာတယ်ညာသိရမလားလူကအဲ့ဒါကြောင့်တစ်ခါကျရင်စိတ်ညစ်ညစ်သွားတာစော့တာဟိုအရင်လောက်မဟုတ်ပြီမဲ့ဒါပေမဲ့ကျွန်တော်ထိန်းပြီးတော့စော့သွားလို့ရသေးတယ်သိရမလားဒါပေမဲ့အဲ့လိုကစားလို့ကောင်းမှကြံလိုက်ဒိုင်ယာရလာလိုက်အဆက်ပြတ်သွားလိုက်နဲ့စော့ရတာတိတ်ပြီးတော့အဆင်မပြေချင်တော့ဘူးနော်အဲ့တော့ကျွန်တော်နည်းနည်းလေးကိုတိကိုတက်တာလေးတွေလောက်ပဲနည်းနည်းလေးပြန်ပြီးတော့sharing လေးပြန်လုပ်ပေးမယ်နော်နောက်မှကျဲအခုတော့ခုနစကားလေးပြတ်သွားဒီချင်းမဲ့မှာ national ပြိုင်ပွဲဆိုရင်ညာမြန်မာကစားသမားမရှိတဲ့လောက်ပဲတော်တော်ရှားနော်မရှိတော့ကျွန်တော်တယောက်လောက်ပဲနောက်အများဆုံးတွေ့ရမှာလို့ဟိုတခါဒါတော့မှအများနဲ့မတွေ့အောင်တပွဲတလီမှာတယောက်တွေ့လဲနှစ်ယောက်တွေ့လိုက်အဲ့တလောက်ပဲရှိတယ်ပေါ့နော်မရှိဘူး national ပွဲမှာသူတို့အဲ့လိုကြေးပွဲကျွန်းလေးတွေဗာလေးတွေမှာတော့ရှိတယ်ကျွန်တော်တို့ဒီဥမာချင်းမဲ့ယထာဘုဒ္ဓလွတ်ဖိုင်ဟဲ့ဟိုထိုင်းလို့ဆိုရင်ယထာဘုဒ္ဓကိုအဲ့ကွင်းမှာတော့သူကအများနဲ့ရှိတယ်အဲ့မှာမြန်မာလေးတွေပေါ့နော်ကျွန်တော်ဟိုတိုင်းသားလေးတွေမြန်မာတွေအများကြီးပဲသူတို့စုံရက်ပဲအဲ့မှာဒါပေမဲ့အဲ့မှာဆိုတာလည်းတိတ်ပြီးတော့ဟိုဘယ်လိုပြောမလဲအရန်ကြီးဟိုနေ့ဖြစ်နေတဲ့လူတွေမဟုတ်ဘူးပေါ့ဗျာသူတို့ကသူတို့ဒီတိုင်းပဲစော့နေတဲ့အနေထားပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့ဆိုတော့ကကျွန်တော်တို့သိလိုက်ပါတော့မယ်နော်အားလုံးကျမဘေးကင်းကြပါကြီးဒီအောင်ကျမ်းမာကြပါအဓိကတော့ဖက်နဲ့ကြွားတာနော်ကြွားတာဒါတကယ်လိုချင်နေတာဒီဟာတွေနှစ်ခုလုံးလိုချင်နေတာဗျာသိရမလားခဖုန်ခသိလိုက်တော့နော်ဟုတ်ပြီ